လမ်းမြခင်းပြေဖြတ်လျှောက်ကြမယ်လေသူဆုံးမောင်မဲခရီးချမ်းဘဝလမ်းမှာသာယာကြည်လင်ချမ်းမြေခြင်းနဲ့စိတ်ဓာတ်ခွန်အားကိုပြည့်စွက်ခဲ့